ခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ညီမရိုးရာပေးတဲ့ channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့စနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကျော်ညံသိမ့်မှာဟောကြားထားသောစနေသားသမီးများအတွက်2026ခုနှစ်တနှစ်စာကျမ်းပြုဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလို subscribe လေးနေပြီးကိုတောင်းဆိုပါရစေ။အသစ်တနိုင်တရားအောင်လဲဘီနာခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။စနေသားသမီးများတွေတနစ်စာဟောစတန်2026ခုနှစ်သည်စနေသားသမီးများအတွက်တိဆောက်မှုဇွဲလုံးလဖြင့်အောင်မြင်မှုရရှိခြင်းနှင့်အပြောင်းအလဲများစတင်ခြင်းတို့ကိုတွေ့ကြုံရမည့်နှစ်ဖြစ်ပါတယ်။အားထုတ်ကြိုးပမ်းမှုအပေါ်အခြေတည်၍ရလဒ်ကောင်းများရရှိမယ်။စီးပွားရေးနှင့်ငွေကြေးကံငွေကြေးစည်းစိမ်မှုတည်ငြိမ်လာမယ်။အကြီးစားယင်းနှိမ့်မြုံနှံမှုများသို့မဟုတ်စီမံကိန်းအသစ်များစတင်ရန်ခွင့်လန်းကောင်းများပေါ်လာနိုင်တော့လေတည်တည်ချာချာစဉ်းစားပြီးမှလှုပ်ဆောင်မှာအစောပိုင်းကာလတွင်ငွေကြေးနှင့်ပတ်သက်၍အနေငယ်တင်မှမှုများရှိနိုင်တော့လေနှစ်လယ်ပိုင်းမှာစ၍ကျိုးပန်းအားထုတ်မှုကြောင့်အစဉ်ပြေပြေကျော်လွှားနိုင်ပါလိမ့်မယ်။ငွေကြေးကိုစနစ်တကျစီမံခန့်ခွဲပြီးအတွန်းတွန်းကောင်းသည့်ရေရှည်ရင်းနှီးမြှုပ်နှံမှုများကိုစတင်သင့်ပါတယ်။အလောက်အကိုင်းတွင်တာဝန်ကြီးများကိုထမ်းဆောင်ရခြင်း၊ယာရုတိုးခြင်းဒါမှမဟုတ်လုပ်ငန်းခွင်တွင်ဥဆောင်မှုပေးရခြင်းများကြုံတွေ့ရနိုင်ပါတယ်။အခွင့်အလမ်းကောင်းများပေါ်လာပါကလက်မလွတ်သင့်ပါ။ဒီနှစ်တွင်အောင်မြင်မှုသည်ဇွဲလုံးလနှင့်စူးစမ်းအားထုတ်မှုအပေါ်လုံးဝမူတည်နေပါတယ်။အစပိုင်းတွင်ခက်ခဲသောအလုပ်များဖြစ်တော်လဲပြီးဆုံးအောင်လှုပ်ဆောင်နိုင်ပါကရလဒ်ကြီးများရရှိမယ်။အထူးသဖြင့်စီမံခန့်ခွဲမှုအင်ဂျင်နီယာဥပဒေသို့မဟုတ်စိုက်ပျိုးရေးစောက်လုပ်ရေးစသည့်တည်ငြိမ်ပြီးအလုံများသောနယ်ပယ်များတွင်အောင်မြင်မှုရရှိနိုင်ပါတယ်။အခြေရေးမှာချစ်ချင်းမြတ်တာကိစ္စများတွင်ခိုင်မာသောဆက်ဆံရေးများတည်ဆောက်နိုင်မယ်။ရုပ်တရက်အခြေရေးထက်စဉ်းစားချင့်ချိန်ပြီးတည်ဆောက်သောဆက်ဆံရေးဟာပို၍ရည်ရှည်တတ်ပါတယ်။အိမ်အောင်ရေးဘဝတည်ငြိမ်ပြီးမိသားစုအတွက်တာဝန်ယူမှုများပိုမိုကြီးမားလာမယ်။အိမ်အောင်ဘက်နှင့်စိတ်ချင်းနှိစက်မှုရှိစေရန်အတွက်အချိန်ပိုပေး၍ဆွေးနွေးရန်လိုအပ်ပါတယ်။လူမှုရေးမိတ်ဆွေဖွဲ့ရာတွင်အသင့်တင်သာရှိတော်လဲရရှိသောမိတ်ဆွေများမှာစိတ်ချယုံကြည်ရပြီးရေရှည်ခိုင်မြဲသောမိတ်ဆွေများဖြစ်ကြပါလိမ့်မယ်။ကျမ်းမာရေးစနေသားသမီးများသည်အလုတော်ဝင်များကိုပခုံးမော်တင်ထားတတ်သောကြောင့်အလုပြည်စည်းမှုဖြစ်ခြင်းအောင်ကျော်ဆိုင်ရာနာကျင်မှုများကိုဂရုပြုရမယ်။အယုစစ်များကိုလည်းဂရုစိုက်သင့်ပါတယ်။ပုံမှန်နားယူခြင်းအိတ်ချိန်မှန်ကန်ခြင်းနှင့်စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းဥပမာတရားထိုင်ခြင်းဖြင့်စိတ်ပြည်စည်းမှုလျှော့ချပေးခြင်းတို့သည်ကျမ်းမာရေးအတွက်အထောက်အကူပြုပါလိမ့်မယ်။ပညာရေးဆရာသမားကိုစိတ်တိုင်းမကျဖြစ်နေမယ်နားလည်မှုယူပါပညာရေးအတွက်စိတ်ဖိစီးမှုတွေများနေမယ်ယုံကြည်မှုအပြည့်အဝထားပါမုတ်ချအောင်မြင်ပါလိမ့်မယ်တနှစ်တာအတွက်အကျိုးပေးကဏ္ဍများမှာ4-6ကဏ္ဍများဖြစ်ပါတယ်အကျိုးပေးသောနေသားများမှာဘရုသားသမီးတောက်ကြသားသမီးများဖြစ်ပါတယ်အကျိုးပေးသောအရက်မျက်နှာမှာတောင်ရက်မြောက်ရက်တို့ဖြစ်ပါတယ်အကျိုးပေးသောအယောင်မှာအပြာရောင်အစိမ်းရောင်တို့ဖြစ်ပါတယ်ရှောင်းအမိနေသားများမှာတနင်္ဂနွေသားသမီးကြာသပတေးသားသမီးများဖြစ်ပါတယ်ရှောင်းအမိအရက်မျက်နှာမှာအရှိမြောက်အရက်အနောက်အရက်တို့ဖြစ်ပါတယ်ရှောင်းအမိအယောင်မှာအနေရောင်နှင့်အဝါရောင်တို့ဖြစ်ပါတယ်ယူနီဖောင်းမပါဝင်မှာရရစနေကြိုဤလွှမ်းမိုးမှုကြောင့်ရေရှည်တည်တံ့မည့်ကုသိုလ်များဥပမာဖျားပထိုးတိဆောက်ရာတွင်ပါဝင်ခြင်းလန်ခီသွားလာရေးအစဉ်ပြေစေရန်အများအကျိုးပြုလုပ်ငန်းများဆောက်လုပ်ခြင်းကိုပြုလုပ်ခြင်းဖြင့်ကံကောင်းခြင်းများတိုးတက်စေပါလိမ့်မယ်မွေးနေ့တိုင်းတွင်နှင်းစီတပွင့်တောက်တော်ရီတစ်ခွက်ပြောင်းတိုင်းအမွေးတိုင်းတိုင်းစီလူ၍လိုရာစုတောက်မှာအကြံပြုချက်နေဖြင့်စိတ်ထဲတွင်အတွေးများလွန်ကဲစွာပူပန်ခြင်းနှင့်အပြောင်းလဲများကိုကြောက်ရွံ့ခြင်းမှရှောင်ကျဉ်ပြီးရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်ချပါစနေသားသမီးများအလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေစနေသားသမီးများတွင်တိုက်ဆိုင်မှန်ကမှကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာကျော်ညံသိန်းနဲ့ဗီဒီမင်းများဆွေးနွေးတိုင်ပင်လိုတဲ့အခါ3994399699တို့ဘိုင်ဘာမတ်ရဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်မြမရိုးရာပေးတဲ့ channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေ့စဉ်ဟောစတမ်းများအပတ်စဉ်ဟောစတမ်းများလစဉ်ဟောစတမ်းများနှစ်စဉ်ဟောစတမ်းများနဲ့ရေရာတို့ဟောပါအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရာပေးတဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအသစ်တနိုင်သိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်